ကျန်တဲ့ကျွန်တော်တို့၃ယောက်ကတော့တိုက်ပွဲတဲ့ကိုချက်ချင်းဝင်ပါလိုက်ကြတယ်အဲ့ဒီအချိန်မှာမျိုးပိစပြောင်လင်းတို့တကောင်ကကျွန်တော်စီကိုပြေးဝင်လာတယ်ကျွန်တော်ကိုဘေးဘက်ကိုအမြန်တိမ့်လိုက်ပြီးပိုစင်းရင်ခွက်ဓားမြောင်ကိုထုတ်ပြီးပြန်တိုက်လိုက်တယ်မကြခင်မှာပဲအဲ့ဒီလင်းတို့ကအရင်နေပြီးဆုတ်ခွာသွားတယ်သူကပြန်ထွက်သွားဖို့ပြင်ပေးမဲ့ကျွန်တော်လက်နှိမ်ထမ်းပြီးကိုထုတ်ပြီးသူ့မျက်လုံးလေးကိုရုပ်ရရက်ထိုးပြလိုက်တယ်အဲ့ဒီလင်းတို့ဟာလက်စီအကိခံရတယ်လို့မျိုးချက်ချင်းတောင့်တင်းသွားပြီးအောက်ကိုပြူချသွားတယ်ကျွန်တော်ချက်ချင်းစစ်သက်သွားပြီးတစ်ချက်တည်းနိုင်အပြတ်ဆင်းလိုက်တယ်အဲ့ဒီနောက်ကျွန်တော်ရဲ့အာဃာတနိုင်မြေထဲလာနေလက်နှိမ်ထမ်းပြီးတချို့ကိုထုတ်ပြီးကျန်တဲ့၃ယောက်စီကိုလှမ်းပစ်ပေးလိုက်တယ်မကြခင်မှာပဲအဆောင်ဖိပါကောင်းမျိုးပိစပြောင်လင်းတို့တွေကိုအတော်လေးရှင်းထုတ်နိုင်ခဲ့ပြီဒါပေမဲ့အဆောင်ထဲကိုကျူးကျော်ဝင်ရောက်နေတဲ့လင်းတို့တွေအများကြီးရှိနေသေးတယ်စစ်ဖက်ဆိုင်ရာအရာရှိကလက်နက်ကင်တပ်ဖွဲ့တွေကိုလေးဖွဲ့ခွဲပြီးအဆောင်လေးဆောင်ထဲကိုဝင်ရောက်ဖို့ချက်ချင်းအမိပေးလိုက်တယ်ချန်ကြီးရှောင်းယူလာတဲ့ရွှေကြိုးတို့လည်းအဆောင်1နဲ့3ထဲကိုအတီးတီးဝင်သွားကြတယ်ကျွန်တော်ကတော့အဆောင်4မှာပဲနေရတယ်ဘာလို့လဲဆိုတော့ဒီနားမှာပို့ပြီးအစွမ်းထက်တဲ့အရာတစ်ခုရှိနေတာကိုခန်းစားမိလို့ပဲချောင်းထက်ကဆွန့်ပစ်ထားတဲ့အခန်းတစ်ခန်းကိုဖွင့်လိုက်တဲ့အချိန်မှာပဲချွေးအေးတွေထွက်လာခဲ့တယ်အခန်းအငယ်လောက်ရှိတဲ့အေးယာမလင်းတို့ကြီးတစ်ကောင်ကကျွန်တော်ကိုစိုက်ကြည့်နေတယ်သူ့ရဲ့အထောင်ပံတွေဟာအခန်းထဲမှာအပြေတောင်ဖြန့်လို့မရဘူးမောင်မင်းရဲ့ပတ်ဝန်းကျင်မှာသူ့မျက်လုံးတွေကအနီရောင်ဖြောက်ဖြောက်အလင်းတန်းတွေထွက်နေတယ်ပြစ်မှတ်တွေးလင်းတို့ပဲအစင်းနှင်မျိုးပိစပြောင်းထားရဲ့ခွန်အား34.4လင်းမြန်မှု36.9ခန္ဓာကိုယ်ကြန့်ခိုင်မှု39.4စိတ်ဓာတ်အင်အား31.6ရင်းနှီးမှုတန်ဖိုးအနှုတ်80ဒေါသထွန်နေသည်စွမ်းရည်သွေးထင်းချုပ်ခြင်းစွမ်းရည်ခွဲများသွေးဆုပ်ခြင်းဖြင့်ပြန်လည်ရှင်းသန်ခြင်းသွေးခဲစေခြင်းသွေးဖြင့်ညှို့ယူခြင်းအားနေချက်လက်ရှိတွင်ကိုယ်ဝန်ဆောင်ထားရသဖြင့်အစွမ်းများစွာကျဆင်းနေသည်သူရဲ့အချက်လက်တွေကိုကြည့်ပြီးထားနေအဲ့ဒီလင်းတို့ကြီးကကြီးစန်းတထောင်လေးကျွန်တော်စီကိုရွရရပြေးဝင်လာတယ်ကျွန်တော်ချက်ချင်းကိုလှည့်ပြီးတကားအတင်းပါကိုတင်လိုက်တယ်သွေးလင်းတို့ပြီးရင်ကလည်းအဆောင်ထဲကနေလူသွားလမ်းထဲကိုလိုက်ထွက်လာတယ်အဲ့ဒီချိန်မှာသူရဲ့အတောင်ပန်းတွေကကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်လို့ပဲကျွန်တော်သူ့အပုပ်ကိုစိတ်ဓာတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအမြန်သုံးလိုက်တယ်အဲ့ဒီသားရဲ့ဟာသူ့ဦးနောက်ကိုများတစ်စင်းနဲ့အပြင်းထန်အပိခံရတယ်လို့ချက်ချင်းခန်းစားလိုက်ရတယ်သူ့ရဲ့ပါစက်ချင်းချင်းလေးတွေကနေနာကျင်စွာအော်ဟစ်တန်တွေထွက်လာတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့သွေးခဲစီတဲ့စွမ်းရည်ကစိတ်ဓာတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအပေါ်မတက်ရောက်တာကိုသူသိသွားတယ်သူ့မျက်လုံးထဲကရက်စမှုတွေပိုပြီးပြင်းထန်လာတယ်။အဲ့ဒီနောက်သူကအတောင်ပံတွေကိုခတ်ပြီးအနီရောင်လက်စီတန်းတစ်ဖုလို့ကျွန်တော်စီကိုပြေးဝင်လာတယ်။ကျွန်တော်ဘေးကိုခုံချောင်းလိုက်တယ်။သူ့ရဲ့အေးယာမာကိုထဲကြီးကနန်းရန်ကိုတိုက်မိပြီးအပေါက်ကြီးဖြစ်သွားတယ်။ကျွန်တော်အခွင့်ကောင်းယူပြီးဒုတိယချိန်စိတ်ဓာတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကိုထပ်လုပ်လိုက်တယ်။သွေးလင်းတို့ပြန်ကစူးစူးရှာရှာအော်ဟစ်တာနောက်တစ်ခါထွက်ပေါ်လာပြန်တယ်။အဲ့ဒီအတန်းကလူသွားလမ်းတစ်ချောင်းဟင်းထွက်သွားတယ်။အခြားအဆောင်တွေကចောင်းသားတွေကဒီအော်တန်းကိုကြားတော့တကားတွေကိုပိုပြီးလုံအောင်ပိတ်လိုက်ကြတယ်။အဲ့ဒီသားရဲ့တတိပြုမိချင်းကိုခံရမှာစိုးရင်လူဘာအထမ်းမှမထွက်ရဲကြဘူး။ဒါပေမဲ့သူတို့မထီတာကအဲ့ဒီသွေးလင်းတို့ပြင်ရဲ့အော်တန်းကပတ်ဝန်းကျင်ကတခြားသွေးလင်းတို့တွေကိုပါဆွဲဆောင်လိုက်ပြီးဆိုတာပဲဒီချိန်မှာသွေးလင်းတို့အာတုံတို့လက်ဆက်တွေကိုရက်ပြီးအမြန်ဆုံးအချိန်နဲ့ပြေးလာကြတယ်အဝေးကနေကြားနေရတဲ့လှူရှားတန်တွေကြောင့်ကျွန်တော်မျက်နှာညှို့နှွမ်းသွားတယ်ဒီလင်းတို့ပြင်ကိုအမြန်ဆုံးရှင်းပြကြမယ်ဒါပေမဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုနှစ်ချိန်ကတိပီထိရောက်မှုမရှိဘူးနောက်ထပ်3ချိန်လူရင်တောင်လုံလောက်မှာမဟုတ်ဘူးနီလန်တကူစဉ်းစားရမယ်ဒါကြောင့်သွေးလင်းတို့ပြင်နောက်တစ်ချိန်ပြေးဝင်လာတဲ့အခါကျွန်တော်တိုက်လိုက်မရှောင်တော့ဘူးအဲ့ဒီစားပိုစိန်လင်းခွဲဓားမြောက်ကိုထုတ်ပြီးသူ့လျာကိုလီးလိုက်တယ်ပြီးတော့အရင်ကရထားတဲ့ဖားဖြူကြီးရဲ့အစိတ်အိတ်ကိုသူ့ပါစက်ထဲချက်ချင်းပစ်ထည့်လိုက်တယ်ဒါပေမဲ့ကျွန်တော်အချိန်မီမရှောင်နိုင်ခဲ့လို့ကျွန်တော်လက်မောင်းမှာသွေးလင်းတို့ဘင်းရဲ့ထက်မြက်တဲ့သွားတွေကြောင့်ထိတ်လန့်စိတ်ချိန်မှာဒါတွေကိုဂရုစိုက်ဖို့အချိန်မရှိဘူးအစိမ့်အိတ်ကသူ့အပေါ်အစွမ်းမပြမှာကိုစိုးရင်ပြီးအဲ့ဒီလင်းတို့ဘင်းကိုပဲမျက်တောင်မကတ်စိုက်ကြည့်နေမိတယ်ကန်ကောင်းတာကတိတ်မကြခင်မှာပဲအစိတ်တွေကတန်ရာကနေတဆင့်ဘိတ်ဆုပ်လင်းတို့ဘင်းရဲ့တကူလုံးကိုပြန်နှံသွားခဲ့တယ်အဲ့ဒီကြီးမရဲ့ခန္ဓာကိုယ်ကြီးကပြင်းပြင်းထန်ထန်တုံးမလာတာကိုမြင်လိုက်ရပြီးကြောက်လန့်တုံလို့စရာကောင်းတဲ့အော်ဟစ်တန်လေးထွက်ပေါ်လာခဲ့တယ်တိတ်မကြခင်မှာပဲသူလုံးဝငြိမ်ချသွားခဲ့တယ်တိမ်မတဲ့တိုက်ပွဲကနေစိတ်ရှောင်းလိုက်တဲ့ခါမှာတော့ကျွန်တော်ရဲ့တန်ရာကတိတိတသားကိုနာကျင်လာတယ်နေရတဲ့အရေးတွေကလည်းချမ်းပီယံပေါ်မှာအများကြီးစီးချနေပြီးပူဆက်ပူလောင်ချင်နေတဲ့နာကျင်မှုတိုင်းကကဘာပြက်ကထားကစားစရာမဟုတ်ဘူးဆိုတာကိုကျွန်တော်ကိုတတိပေးနေသလိုပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာလည်းအုပ်စုလိုက်သွေးဆုပ်လင်းတို့လေးတွေကအခင်းထွေခွာရနေရကိုရောက်လာကြတယ်သူတို့တွေက6ထက်ရဲ့လေထဲမှာတောင်ပန်းတွေကိုတစ်ဖြက်ဖြက်ခန့်ရင်းဝိုင်းရံထားကြပြီးသူတို့ရဲ့မျက်လုံးတွေထဲမှာတော့မယုံနိုင်မှုတွေနဲ့ဘာလို့ရမှန်းမသိဖြစ်နေတဲ့အရေးအယောင်တွေတွေ့နေရတယ်ကျွန်တော်လည်းချက်ချင်းပဲပိုးစင်ရင်ခွဲထားကိုကင်ပြီးမှတ်တရရက်လိုက်တယ်တကယ်လို့သူတို့တွေဒါတိုက်ခိုက်လာခဲ့ရင်နောက်ဆုံးကြံရှိတဲ့အင်အားနဲ့ရုန်းကန်ရတော့မှာပါအဲ့ဒီချိန်မှာပဲလွေကလန်းကနေရှုပ်ထွေးတဲ့ခြေတန်းတွေကတဖြည်းဖြည်းနဲ့ပိုပြီးရှင်းလင်းလာတယ်ချမ်းကြီးတို့တစုဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ခါမှာတော့မျက်လုံးတွေပြူထွန်းမတာဖြစ်သွားကြတယ်အကူကြီးလိုအော်ပြီး3ယောက်သားကျွန်တော်စီကိုချက်ချင်းပြေးလာကြတယ်သူတို့မျက်နှာပေါ်မှာလည်းမယုံနိုင်စရာဖြစ်နေကြတယ်ရှောင်းယူရန်ကလည်းကျွန်တော်ကိုကူထားပေးဖို့အတွက်တစ်ပင်နဲ့လေးကိုချက်ချင်းထုတ်လိုက်တယ်ရှူချိုကတော့မိပြင်းပေါ်မှာလေးလျောင်းနေတဲ့လင်းတို့ကြီးကိုတစ်ချက်ကြည့်လိုက်ပြီးလေးထဲမှာပြန်ဝဲနေတဲ့သွေးစုံလင်းတို့အုပ်စုကိုလှမ်းကြည့်လိုက်တယ်သူ့ရဲ့မျက်လုံးတွေကရက်ဆက်တဲ့အကြည့်တွေကသူတို့ကိုအရှင်းလက်လက်အရေးခွန်းဆူပစ်တော်မဲ့အတိုင်းပါပဲချန်ကြီးကတော့ကျွန်တော်နောက်ကသွေးတွေကိုကြည့်ပြီးတဖန်တင်းတင်းကြပ်ကြပ်ပိတ်ထားတဲ့အခန်းတကားတွေကိုကြည့်ရင်စိတ်ထဲမှာခံစားချက်မျိုးစုံဖြစ်ပေါ်နေတယ်သူလုံးဝကိုမမျှော်လင့်ထားခဲ့ဘူးတယောက်တောင်မှထွက်မလာခဲ့ကြဘူးပထမမိုးနှခါမှာလူအနှဲငယ်ပဲဆိုခဲ့ပေမဲ့စောင်းသားအများစုကတတိယအကြိမ်မြောက်မိုးမှာဆိုခဲ့ကြပြီးသူတို့ရဲ့ခန္ဓာကိုယ်တွေလည်းတာမလာခဲ့ကြတာပါဒါပေမဲ့အရေးကြုံလာတဲ့အချိန်မှာတယောက်မှထွက်ပြီးမကူညီခဲ့ကြဘူးအခုအချိန်မှာတော့သူကျွန်တော်ရဲ့ဒုတိယစကားဖြစ်တဲ့ငါတို့ကိုတန်ဖိုးနေတယ်လို့တခြားသူတွေထင်သွားမှကြောက်တယ်ဆိုတဲ့အတိတ်ပဲကိုနားလည်သွားခဲ့ပါပြီသူ့ကိုသူစိတ်ထဲကနေပြန်ပြောနေတယ်ချန်ကြီးဒါကကဘာပြက်ကပဲမင်းရဲ့တနာညာတာမှုတွေကိုတင်စီထားလိုက်တော့တယ်အဲ့ဒီနောက်လက်နက်ကန်ရဲ့တစ်ဖက်တစုရောက်လာပြီးဂျန်နေတဲ့သွေးဆုပ်လင်းတို့အသေးလေးတွေကိုရှင်းလင်းလိုက်ကြတယ်အဲ့ဒီအချိန်မှာကျွန်တော်မြေပြင်ပေါ်ကသွေးဆုပ်လင်းတို့ဘီယန်ကိုကြည့်လိုက်မိတယ်
ပုံမှန်ရလာတဲ့ပစ္စည်းတွေအပြင်သွေးဆုပ်လင်းတို့သားပေါက်လေး၄កောင်ကိုပါတွေ့လိုက်ရတယ်ဒီကောင်လေးတွေကိုကြည့်ပြီးဘာလို့ရမှမသိဖြစ်နေတယ်ငွေရမလားဒါမှမဟုတ်တက်ပြရမလားဒါကမိခွန်းတစ်ခုပဲဒါကြောင့်သူတို့ကိုသွေးဆုပ်လင်းတို့ဘရင်ရှိတဲ့အခန်းထဲမှာအရင်ဟွာထားလိုက်ပြီးဒီညရရှိခဲ့တဲ့ပစ္စည်းတွေကိုစတင်စူးစောင်းခဲ့တယ်ခဏနေတော့အရာရှိဟူကကျွန်တော်အနာကိုရှောက်လာပြီးចောင်းသားချမ်းချွင်းမင်းတို့ဒီထူးဆန်းတဲ့တတ္တဝါတွေစီကနေတစ်ခုခုကိုတူးထုံနေတာတွေ့တယ်အဲ့ဒါဘာလဲဆိုတာပြောပြလို့ရမလားလို့မေးတယ်ဒါကဂျင်းဟန်ခရစ်စတယ်ခေါ်ပါလို့ကျွန်တော်ဖြေလိုက်တယ်ဂျင်းဟန်လားအဲ့ဒါကဘာလဲဘာအတွက်အသုံးဝင်တာလဲသူကထပ်မေးတယ်တကယ်တော့ကျွန်တော်လည်းတခြားမသိသေးဘူးဒါပေမဲ့ကျွန်တော်ရဲ့အသေးစိတ်ကတော့ဒီအရာကအများကြီးအသုံးဝင်လိမ့်မယ်လို့ပြောနေတယ်ဒါကြောင့်ခင်ဗျားတို့လည်းနောက်ပိုင်းကဒါဒီကိုစုဆောင်းထားဖို့အကြံပေးရှင်ပါတယ်လို့ပြောလိုက်တယ်အရာရှိဟူကခေါင်းညှိပြီးတစ်ခုခုကိုစဉ်းစားနေတဲ့ပုံပေါ်တယ်စကားဘက်မှာဒီအကြောင်းနဲ့ပတ်သက်ပြီးသူ့တေသနာတွေရှိမရှိသူမသိသေးဘူးဒီကိစ္စကိုအမြန်ဆုံးအစလင်းခံဖို့လိုအပ်ပုံရတယ်ကျွန်တော်တို့စစ်တလင်းကိုရှင်းလင်းပြီးတဲ့အခါမိုးတောင်စာစလင်းနေပြီအဆောင်ကိုပြန်ပြီးနောက်ဆုံးအနားယူခဲ့ကြတယ်အဲ့ဒီအချိန်မှာရှောင်းယူလီယန်အားကျွန်တော်ကိုထူးဆန်းတဲ့အမူအရာနဲ့ကြည်လာတယ်အခုကြည့်ကျွန်တော်ထူးဆန်းတဲ့အကြောင်းအရာတစ်ခုကိုတတိထားမိတယ်တတိယမြောက်လင်းတို့ကိုတပ်ပြီးကြတဲ့ကကျွန်တော်ခေါင်းထဲမှာအတန်တစ်ခုကကျွန်တော်ရဲ့ခွန်အားတွေထပ်မတိုးတော့ဘူးလို့လှမ်းပြောနေသလိုပဲဟုတ်တယ်ကျွန်တော်လည်းအဲ့ဒီလိုခံစားချက်မျိုးရှိတယ်ကျွန်တော်လည်းအတူတူပဲလို့တခြားသူတွေကလည်းပြောကြတယ်ဒါကိုကြတော့ကျွန်တော်စဝေးစဝါချစ်သွားတယ်ကျွန်တော်မှတော့အဲ့ဒီလိုခံစားချက်မျိုးမရှိဘူးဒါနဲ့သူတို့၃ယောက်ရဲ့အချက်အလက်တွေကိုပြန်စစ်ကြည့်လိုက်တော့အားလုံးရဲ့စွမ်းဆောင်ရည်တွေက30အောက်မှာပဲရှိနေလာကိုတွေ့ရတယ်ကျွန်တော်ရဲ့စွမ်းဆောင်ရည်တွေကတော့အားလုံး30မှာရှိနေတယ်